စန်းတရနေ့မှာပြုလုပ်တဲ့နှစ်ကူးရေရာအုံးကြီးရေမျောရေရာနဲ့နဝင်းစီရေရာများကိုရေမျောခြင်းဖြစ်ပါတယ်။ကြိုက်စံဘုရားနောက်ဘက်မှာရှိတဲ့ဆရာမြတ်တို့ကောင်ဆရာမဒေါ်လာလာတွေဦးစီးပြီးတော့1389ခုနှစ်နှစ်စန်းတရနေ့မှာပြုလုပ်တဲ့နှစ်ကူးရေရာဖြစ်ပါတယ်။ဒီနှစ်ကူးရေရာမှာအုံးကြီးမစဖို့ရေရာများကိုရေမျောခြင်းနဲ့နဝင်းစီရေရာများကိုရေမျောခြင်းဖြစ်ပါတယ်။ဒီကဲ့သို့ရေရာများကိုရေမျောတဲ့အချိန်ကနေစပြီးတော့1389ခုနှစ်တစ်နှစ်ပတ်လုံးမှာရှိတဲ့ကံအညံ့တွေအားလုံးပျောက်ကွယ်ပြီးတဲ့နောက်ခက်ခဲအတားအဆီးအတိုက်ခိုက်နှောက်ယှက်အပိတ်ဆို့အားလုံးကင်းလွတ်ပြီးတော့ဒီနဝင်းစီသူများအားလုံးတို့ဒီလက်ရှိလုပ်ကိုင်နေသောစီးပွားလုပ်ငန်းများအောင်မြင်မှုတွေရရှိပါစေ။အောင်မြင်ရရှိပြီးတော့ဒီလက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကိုင်များတွေလည်းအများဆုံးတိုးတက်အောင်မြင်ပြီးတဲ့နောက်မှာဒီမှာရှိတဲ့ကျန်စီများအောင်မြင်ပြီးတော့အခက်အခဲအတားအဆီးနှောက်ယှက်များဘေးရန်ပြေးပေါ်ပါစေ။အရဟံတိတ်ကြီးအောင်စေပိုင်စေနိုင်စေခိုင်စေအောင်မီလားဟေးအောင်မီလားဟေးအောင်မီလားဟေးတန်းစီဆရာမကြီးတော်လာလာသေးရနေပြီးတော့အခုဒီမှာကန်းဆက်မှာမုတ်ရောင်းတဲ့လူတွေအားလုံးကိုမုတ်မဝယ်ပဲနဲ့အားလုံးကိုမုံဘိုးတွေပေးနေပါတယ်ခင်ဗျာဆရာမကြီးတော်လာလာသေးတယ်မုံဘိုးတွေပေးနေပါတယ်ကဲမုံဘိုးမရတဲ့လူတွေရှိသေးလားမုံဘိုးမရတဲ့လူတွေရှိသေးလားမုံဘိုးမရတဲ့လူတွေရှိသေးလားကဲအော်လာဆန်အောင်မီလားဟဲ့အောင်မီလားဟဲ့အောင်မီလားဟဲ့